ဒီလူပြန်လည်မွေးဖွားလာပြီးနောက်ပထမဆုံးလုပ်တဲ့အလုပ်ကသမီးဖြစ်သူနဲ့ဂိမ်းကစားတာပါဒီနည်းလမ်းနဲ့ပဲသူဟာသမီးရဲ့အသက်ကိုကယ်တင်နိုင်မှာမို့လို့ပါဒါပေမဲ့သူမသိလိုက်တာကသူသမီးကိုပြုစုပြောထောင်နေပုံတွေကိုပရိသတ်ပေါင်းများစွာကဓာတ်ရိုက်ထုတ်လွှင့်မှုကနေကြည့်နေကြတယ်ဆိုတာပါပဲအတိတ်ဘဝကအမှားများအရင်ဘဝတုန်းကသူဟာသမီးအပေါ်အယံကိုစီကံကြည်လွန်ခဲ့ပါတယ်အဲ့ဒီလိုတင်းကျပ်လွန်းတဲ့ပညာရေးကြောင့်သမီးလေးမှာစိတ်ဖိစီးမှုတွေအကြီးအကျယ်ဖြစ်ပြီးပြင်းထန်တဲ့စိတ်ကြယောဂခံစားခဲ့ရပါတယ်သူ့မိန်းမကလည်းသူ့ရဲ့ပြောထောင်ပုံတွေကိုသဘောမတူတာကြောင့်သမီးကိုခေါ်ပြီးသူ့စီကနေထွက်သွားခဲ့ပါတယ်သူဟာတဘဝလုံးသူတို့သားအမိကိုလိုက်ရှာခဲ့ပေမဲ့နောက်ဆုံးပွဲတစ်ခုမှာမိန်းမနဲ့ပြန်ဆုံချိန်ကြမှသမီးလေးဟာစိတ်ကြယောဂကြောင့်ကိုအဆုံးစီရင်သွားပြီဆိုတာသိလိုက်ရပါတယ်မိန်းမဖြစ်သူရဲ့အပြစ်တင်စကားတွေကြားမှာသူဟာနောင်တတွေအပြစ်မကင်းတဲ့စိတ်တွေနဲ့နှလုံးရက်ပြီးတည်ဆုံးသွားခဲ့ပါတယ်ဒုတိယအကြိမ်ရရှိလာတဲ့အခွင့်အရေးသူပြန်နိုးလာတဲ့အချိန်မှာတော့လွန်ခဲ့တဲ့အနှစ်30ကာလကိုပြန်ရောက်နေတာပါဒီအချိန်မှာသမီးလေးကကျန်းမာနေတော့စိတ်ကြယောဂလည်းမရှိသေးသလိုမိန်းမကလည်းသူ့ကိုမထားခဲ့သေးပါဘူးအတိတ်ကသင်ခန်းစာတွေကိုရင်ထဲမှာအမြဲတမ်းထားပြီးဒီတစ်ခါတော့အဖြစ်ဆိုးတွေထပ်မဖြစ်စေရဘူးလို့သူတစ္ဆာဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနာမည်ကြီးအဆိုတော်တယောက်ဖြစ်တဲ့သူ့မိန်းမကလုပ်ငန်းခွင်ပြန်ဝင်ဖို့အတွက်ရော်ကြေးငွေအမြောက်များပေးဆောင်ဖို့လိုနေတာကြောင့် Mom is Away ဆိုတဲ့ reality show အစီအစဉ်မှာပါဝင်ခဲ့ပါတယ်အိမ်နက်မှာကင်မရာတွေတက်ထားပြီးသူတို့ရဲ့နေ့စဉ်ဘဝကိုတစ်ကမ္ဘာလုံးကိုလှည့်လွှင့်ပြနေတာပါပရိသတ်တွေနဲ့ဧည့်သည်တွေကတော့အိမ်မှာပဲနေတဲ့ဒီလိုအလုပ်ကိုင်မရှိအတုံးမကျတဲ့ယောက်ျားကိုကြည့်ပြီးလှောင်ပြောင်ဖို့စောင့်နေကြပါတယ်ဒါပေမဲ့သူ့မိန်းမကတော့သူ့ကိုအပြည့်အဝယုံကြည်နေတော့မှာပဲ reality show ရဲ့အလှည့်ပြောင်းအစီအစဉ်စတင်လိုက်တဲ့အချိန်မှာလူတိုင်းအံ့ဩသွားကြပါတယ်သူကသမီးကိုဂိမ်းတူဆော့ဖို့ခေါ်နေလို့ပါသမီးလေးကတော့အရင်ကအဖေကိုကြောက်နေတာမို့မဝင့်မရဲဖြစ်နေပေမဲ့တကယ်တမ်းဆော့လိုက်တဲ့အခါမှာတော့အရန်ကိုပျော်သွားကြပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးလူတွေကဝေဖန်ကြသလိုနနာလိုတဲ့မိန်းမတစ်ယောက်ကလည်းသူ့ကိုလှောင်ပြောင်ပါတော့တယ်အစီအစဉ်တင်ဆက်သူကမိန်းမဖြစ်သူကိုလွတ်လွတ်နေမှန်းမပြောဘဲသမီးရဲ့အိမ်စာတွေကိုစစ်ခိုင်းပါတယ်ယောက်ျားဖြစ်သူကတော့သမီးအိမ်စာပြီးပြီးစံနေရကျင့်နေတယ်လို့လိန်ပြောပြီးသမီးနဲ့ဂိမ်းဆက်ဆော့နေပါတယ်ဒါကိုလက်မှာမြင်နေရတဲ့အတွက်ပရိသတ်တွေကဒေါသထွက်ကုန်ကြသလိုသူ့မိန်းမကိုယ်တိုင်တောင်ယောက်ျားကိုတန်တရားဝင်လာပါတယ်သူ့ရဲ့လူကြိုက်များမှုနှုန်း rating ကလည်း10%အောက်ရောက်သွားရင်ပြိုင်ပွဲကထွက်ရမှာဖြစ်တယ်လို့စုကြေးငွေတွေလည်းဆုံးရှုံးရမှာပါစိတ်ပညာရှင်တယောက်ကလည်းဒီလိုပြုစုပြောထောင်ပုံကကလေးရဲ့အနာဂတ်ကိုဖျက်ဆီးနေတာလို့ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်မမျှော်လင့်ပဲပြောင်းလဲသွားတဲ့အခြေအနေဒါပေမဲ့မကြခင်မှာပဲ live ထဲကမြင်ကွင်းကနှွေးထွေးစရာဖြစ်လာပါတယ်အစဲတွေအစားချီကျူးတန်တွေထွက်လာပါတယ်သမီးလေးရဲ့တကယ်စိတ်ရင်းနဲ့ရေမောနေတာကိုမြင်ရလို့လူတွေကသဘောကျကုန်ကြတာပါသမီးလေးဟာဂိမ်းထဲမှာ professional ကြကစားနိုင်တာကိုတွေ့ရတော့လူတိုင်းအံ့ဩသွားကြပါတယ်ဒါကိုမြင်ရတဲ့မိန်းမဖြစ်သူကလည်းသမီးလေးဒီလောက်ပျော်ပျော်ရွှင်ရွှင်ရနေတာမမြင်ရတာကြာပြီဆိုတာသတိထားမိသွားပြီးအစီအစဉ်ကိုဆက်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်နေ့လယ်စာစားချိန်မှာတော့သူကသမီးကိုအကင်လှုပ်ကြွေးပါတယ်အရင်ကတော့အပြင်ကအကင်တွေကမတန်ဘူးဆိုပြီးသူတင်းကျပ်ခဲ့တာကြောင့်သမီးလေးမှာအစားအသောက်ပြတ်တဲ့ယောဂရခဲ့ဘူးပါတယ်အခုတော့သူကအိမ်မှာပဲတန်တန်ရှင်းရှင်းလှုပ်ကြွေးပြီးအမားတွေကိုပြင်ဖို့စ조사နေတာပါဒါပေမဲ့ဒါကိုကြည့်နေတဲ့ပရိသတ်တွေကတော့ကလေးကိုအာဟာရမရှိတာတွေကြွေးတယ်ဆိုပြီးပြန်လည်ဝေဖန်ကြပြန်ပါတယ်စံနေရနဲ့လျှို့ဝှက်ချက်ပြဿနာကအဲ့ဒီမှာတည်းမပြီးသေးပါဘူးသမီးလေးကစံနေရမကျင့်ကျင်ပဲဂိမ်းမဲဆော့ကျင်နေပါတယ်သူကစိတ်ရှည်လက်ရှည်နဲ့ဂိမ်းကပျော်စရာကောင်းပေမဲ့အများကြီးဆော့ရင်ကျန်းမာရေးထိခိုက်တယ်လို့ရှင်းပြပါတယ်သမီးလေးကစံနေရတင်တန်းဖြတ်ပြီးဂိမ်းဖုံးဝယ်ခြင်းတယ်လို့ပြောတဲ့အခါသူကအံ့ဩစရာကောင်းတော့အောင်သဘောတူလိုက်ပါတယ်သမီးလေးစံနေရတီးတဲ့အခါမှာအမားတစ်ခုကိုသူကထောက်ပြပါတယ်အဆိုတော်ဖြစ်တဲ့အမေကိုယ်တိုင်တော့အမားကိုရှာမတွေ့ပေမဲ့သူကတော့တိတိကျကျပြောနိုင်နေပါတယ်လူတွေကတော့သူကပဲတိတလူလိုနဲ့ဟန်ဆောင်နေတယ်ဆိုပြီးလှောင်ကြပြန်ပါတယ်ဒါပေမဲ့သူတို့မသိတာကသူဟာပြန်လည်မွေးဖွားလာသူဖြစ်ပြီးအတိတ်ဘဝမှာကဘာကျော်စံနေရပညာရှင်တစ်ယောက်ဖြစ်ခဲ့ဘူးတာပါနောက်ဆုံးမှာတော့သူကိုယ်တိုင်စံနေရကိုပြောင်မြောက်စွာတီးခတ်ပြလိုက်တဲ့အခါမှာတော့လူတိုင်းမြင်သက်သွားကြပြီးသူ့ရဲ့ rating ကလည်း80%အထိတက်သွားပါတယ်သူဟာသမီးကိုအတင်းအကျပ်မလုပ်ဘဲနီးမှန်လန်းမှန်နဲ့စိတ်ပါဝင်စားလာအောင်တင်ပြပေးနိုင်ခဲ့ပါတယ်ဇလန်းဆုံးမှာတော့အစီအစဉ်က rating တက်ဖို့အတွက်ဒရာမာတွေထပ်ဖန်တီးပါတယ်မိန်းမဖြစ်သူကသူ့ရဲ့လျှို့ဝှက်ချက်တွေကိုသိသွားပြီဆိုတဲ့ပုံစံနဲ့ဖုံးဆက်ပြီးသူ့ကိုစမ်းသပ်ဖို့ပြင်ဆင်လိုက်ပါတော့တယ်အလုံးမရှိဘူးလို့ထင်ထားတဲ့သူ့ယောက်ျားမှာဘလို့လျှို့ဝှက်ချက်တွေရှိနေအောင်မလဲဆိုတာပရိသတ်တွေကရင်ခုန်စွာနဲ့စောင့်ကြည့်နေကြပါတော့တယ်